Hello ဒီနေ့ဗီဒီယိုလေးကတော့ကိုရီးယားလူမျိုး Harmony ကသူ့အိမ်ကိုတူတကဖိပြီးတော့မချပြောလိုက်တဲ့ဗီဒီယိုလေးကိုအမှတ်တရထားဖြစ်ပါတယ်အရင်ဆုံးကိုတောက်မဲ့ဘိုးလေးထဲမှာမချမှုန့်လေးထည့်ပေးထားလိုက်ပါတယ်ပြီးတဲ့အခါမှာအပေါ်ကနေရေနွေးနွေးလေးလောင်းပေးထားလိုက်ပါတယ်ရေကအရန်ပူလို့မရပါဘူးเนาะပြီးတဲ့အခါမှာကျတော့ဒီဝါးနဲ့လှုပ်ထားတဲ့ whisk လေးနဲ့ခုနကမချအမှုန့်လေးကြေသွားတဲ့အထိဖြည်းဖြည်းမှန်မှန်နဲ့မှွေပေးရပါတယ်မချမှုန့်လေးတွေကကြေဖို့သိမ့်မလွယ်ရကြောင်းမို့လို့စိတ်ရှိရှိနဲ့တော့မှွေပေးရပါတယ်เนาะမချလေးနည်းနည်းကြည်စားပြလာပြီဆိုရင်တော့ကိုတောက်မဲ့အနေထားဒီရေနွေးလေးထည့်ရောပေးရပါတယ်ပြီးရင်တော့လုံးဝအကြည်ဖြစ်သွားတဲ့အထိကိုဆက်ပြီးတော့ခက်သွက်လေးမှွေပေးရပါတယ်ဒီကိုရီးယားအဖွားကတော့သူကလက်ဖက်ရွက်နဲ့ပတ်သက်ပြီးတော့ဝါသနာအရန်ပါတဲ့ဝါနာရှင်တယောက်ပေါ့နော်သူကနိုင်ငံမျိုးစုံဒေသမျိုးစုံမှာရှိရဲ့ဒီလက်ဖက်ရွက်တွေကိုခေါ်လာလုပ်ဖို့အတွက်ခရီးတွေထွက်လေးရှိတယ်ပြီးတော့သူကအဲ့ဒီလာတဲ့ခါကျလို့ရှိရင်ဒီလက်ဖက်အကြောင်းတွေပြန်ပြောပြီးတော့သူကမီးဆန်းစေတယ်ပေါ့နော်ခိုးကတော့ကံကောင်းပြီးတော့ဂျပန်နိုင်ငံထွက်တဲ့ premium quality မချစစ်စစ်ကိုတောက်ခွင့်ရခဲ့ပါတယ်မချမကြိုက်တဲ့ခိုးတော်မှာမချရတာစစ်စစ်ကိုတောက်ကြည့်ပြီးတော့ဆွဲနှံတော့ခဲ့ပါတယ်အခုဆိုရင်တော့အရန်မွေးပြီးတော့ fresh ဖြစ်နေတဲ့မချလေးတစ်ခွက်ကိုရရှိပါပြီရှင်မချနဲ့အတူတွဲပြီးသုံးဆောင်မှုအတွက်ဟီကာရှီလို့ခေါ်တဲ့ဂျပန်ရိုးရာတခြားခဲလေးတွေကိုလည်းသူကပေးပါသေးတယ်ဒီနေ့ဗီဒီယိုလေးကိုတော့အရန်ခါဝါကြီးဖြစ်နေတဲ့ဟီကာရှီလေးနဲ့အတူပေးလိုက်ပါမယ်အားလုံးပဲ see you in the next video ပါ